ရှင်ကြီးအဖေနဲ့အမေပါလူလောကရဲ့စားရောက်လို့လားဖေနဲ့အမေကပြုစုပေးတာရွေရောက်လို့တောင်းဆုံနေခါငကလေးများလို့ပြန်နှံသွားမိဘနှစ်ပါးခမမမျောလင့်ထားရဲ့အဖြစ်မျိုးနဲ့ကြုံလာနနကိုင်းဝင်ကျေးဇူးရှင်ကြီးအဖေနဲ့အမေပါလူလောကရဲ့စားရောက်လို့လားဖေနဲ့အမေကပြုစုပေးတာရွေရောက်လို့တောင်းဆုံနေခါငကလေးများလို့ပြန်နှံသွားမိဘနှစ်ပါးခမမမျောလင့်ထားရဲ့အဖြစ်မျိုးနဲ့ကြုံလာဘာကူမလေးမျောလင့်မထားခဲ့ပါအဖေကအမေကိုမေးအမေကလည်းအဖေကိုမေးတာသမီးတွေစင်ပြေရဲ့လားခဏခဏမေးရဲ့အမေရဲ့စကားရန်နားရဲကြောက်ရောက်မိတဲ့အမေအဖေရဲ့နေရာလေးတောင်းရောက်လို့လားအဖေရဲ့ကျေးဇူးတိလိုက်ရတာအဖေတာတောင်းမရေခွင်လို့ပြီးပါအဖေနဲ့အမိကိုကျေးဇူးပြန်ဆက်မှာနနကိုင်းဝင်ကျေးဇူးရှင်ကြီးအဖေနဲ့အမေပါလူလောကရဲ့စားရောက်လို့လားဖေနဲ့အမေကပြုစုပေးတာရွေရောက်လို့တောင်းဆုံနေခါငကလေးများလို့ပြန်နှံသွားမိဘနှစ်ပါးခမမမျောလင့်ထားရဲ့အဖြစ်မျိုးနဲ့ကြုံလာ